ဗတ်မော်မှာ KIA ကခဏတစ်ဖြုတ်နောက်ဆုတ်ပေးလိုက်ရတဲ့မင်္ဂလာပါမြန်မာ Sharing Channel မှာကြိုဆိုပါရစေစခန်းတွေကိုအခုပြန်လဲသိမ့်ပိုင်နိုင်ခဲ့ပြီတကယ် special သတင်းတော့စစ်တပ်ကဒီလောက်တတရကဘာစစ်ကြီးလို့မိကုံရန်ကုန်ရှိသမျှအင်အားတွေအကုန်ထုတ်သုံးပြီးတော့နော်ရှိသမျှလက်နက်တွေအကုန်ထုတ်သုံးတယ်ရှိသမျှပညာတွေအကုန်ထုတ်သုံးတယ်ရှိသမျှ viewer တွေအကုန်ထုတ်သုံးတယ်ရှိသမျှအင်အားတွေအကုန်ထုတ်သုံးတယ်အဲ့လိုအကုန်ထုတ်သုံးပြီးတော့ကြောက်ဖြူကိုလည်းပြန်တိုက်နေတယ်ဗမော်ကိုလည်းပြန်တိုက်နေရှမ်းမြောက်ကိုလည်းပြန်တိုက်နေမန္တလေးကိုတနိုင်ငံလုံးကိုပြန်တိုက်နေအဲ့ဒီအချိန်မှာ KIA ကခဏတစ်ဖြုတ်ပြန်ပေးလဲရတဲ့ဗမော်ကစခန်းတချို့ကိုအခုပြန်သိမ်းနိုင်ခဲ့ပြီဖုန်းပြောတာဘုန်းတို့မိဘပြည်သူတွေမှတ်မိသေးသလားမသိဘူးဘိုးတို့တော်လိုင်းလက်နက်ကိုင်တွေကအခုကဘောလုံးစကားနဲ့ပြောရင်အကြမ်းဖက်စစ်တပ်ကထိုးစစ်တော်လိုင်းလက်နက်ကိုင်တွေကခံစစ်နဲ့တိုက်နေတာတော့မှခြေပါကိုပြန်သွင်းတယ်ဆိုရင်အကြမ်းဖက်စစ်တပ်သွားပြီနော်ဒါရှိသမျှအင်အားတွေအကုန်ထုတ်သုံးပြီးတော့နော်ရှိသမျှပညာတွေရှိသမျှလက်နက်တွေရှိသမျှ viewer တွေအကုန်ထုတ်သုံးပြီးသူတိုက်နေဒါတော့မှသူခြေပါကိုပြန်သွင်းခံရတယ်ဆိုရင်တော့သွားပြီနော် KIA ကခဏတစ်ဖြုတ်လက်လွတ်လိုက်ရတဲ့အခုဗမော်က3မိုင်ရွှေပြည်သာနဲ့ KBC ဖျားကျောင်းကုန်းကိုပြန်သိမ်းနိုင်ခဲ့ပြီအဲ့ဒါခြေပကိုပဲအဲ့တော့ဗမော်မှာတော်လည်းလက်နက်ကိုင်တွေကပြန်ပြီးတော့နော်မြေပြင်မှာဥမော်လာပြီမိုးရီတို့မော်တို့ကိုပြောတာမဟုတ်ဘူးနော်တိုက်ပွဲမှာအသာစီးပြန်ရလာပြီဗမော်မှာတားစီးပြန်ကြောက်ဖြူမှာအမ်ဘရန်လန်လေချောင်းရံကာကွယ်တက်မှာအသာစီးပြန်ရလာပြီဟောဒါနည်းနည်းတော့မဟုတ်ဘူးပေါ့နော်ပြီးတော့အဲ့ဒီ3မိုင်ရွှေပြည်သာနဲ့ KBC ဖျားเจ้าကုန်းတိုက်ပွဲမှာစစ်တပ်ဘက်ကသေဆုံးတဲ့သူအလွန်အင်မတန်မှများတယ်နော်50ကျော်လောက်ရှိတယ်စစ်တပ်ဘက်ကအလွန်အင်မတန်မှသေဆုံးများတယ်50ကျော်လောက်ရှိတယ်အဲ့တော့ဗမော်မြို့ကိုမကြခင်စိုးအောင်ဆိုတဲ့အတန်ကြီးကြားရတော့မှထင်တယ်နော်ကြားရတော့မှထင်တယ်နောက်တစ်ခုကငါဖဲမြို့နယ်နိုင်ရီကန်တိုက်ပွဲအတုတ်ကနေပြီးတော့အာရကတက်တော်အေးကိုချီစိမ့်ပတ်အောင်ကြောက်လို့ဆိုပြီးတော့ထွက်ပြေးလာခဲ့တဲ့တပ်မ69နှစ်စကာခစက်ကောကစစ်သား29ယောက် PDF တွေကအရှင်းဖတ်မိတယ်အမရန်လန်ကနိုင်ရီကန်လေချောင်းရံကာကွယ်ရေးတပ်မှာအေနဲ့တိုက်ပွဲအကြီးကျယ်ဖြစ်တယ်ရဆက်ကိုဖြစ်တာပိုးဆုပ်ပတ်ဆက်ကိုဖြစ်တာအဲ့ဒါသေမှာကြောက်လို့ဆိုပြီးထွက်ပြေးလာခဲ့တဲ့နော်ခွေးပြေးဝက်ပြေးထွက်ပြေးလာခဲ့တဲ့အကြမ်းဖက်စစ်သားတွေကို PDF တွေကအရှင်နဲ့ဖမ်းမိတာနော်29ယောက်တောင်တဲ့နာမည်ကြီးတပ်မ69နဲ့စကကစက်ခွန်ကအကြမ်းဖက်စစ်သားတွေစုစုပေါင်း29ယောက်ကိုအရှင်လက်ဖမ်းမိတယ်ဟောအဲ့ဒီဖမ်းမိထားတဲ့နော်စစ်တုပ်ပန်း29ယောက်ကိုဘုံတို့တော်လေးလက်နက်ကန်တွေကဘာလုပ်ထားတယ်ထင်တယ်ကောင်းမွန်ပြုစုဆောက်ရှောက်ထားတာကျန်းဘလောက်လူစိတ်ရှိလဲကောင်းမွန်ပြုစုဆောက်ရှောက်ထားတာအကြမ်းဖက်စစ်တပ်က PDF တွေကိုမိရင်အဲ့လိုကောင်းမွန်ပြုစုထားဖို့နေတတ်တာနော်ဒိုင်းကနေဆိုတာတော့တနက်နဲ့ပြစ်တတ်တာမဟုတ်ဘူးရဆက်မီးရှို့တတ်တယ်ရဆက်လေဘေးဖြတ်တတ်တယ်ဓားတွေနဲ့ခုတ်ထပြီးတတ်တယ်ဟိုဓားတွေနဲ့ခွဲပြီးတတ်တယ်အမျိုးမျိုးညှင်းစိမ့်မှတတ်တာဘုံတို့တော်လိုင်းလက်နက်ကိုင်တွေကနော်ဒီအကြမ်းဖက်စစ်သားတွေကိုစစ်တုပ်ပန်းအဖြစ်ဖမ်းမိတဲ့အချိန်ကြရင်လူလိုသူလိုထားတာလူတစ်လုံးသူတစ်လုံးထားတာအဲ့ဒါဘုံတို့တော်လိုင်းလက်နက်ကိုင်တွေကလက်ရုံးရင်နှလုံးရင်နဲ့ပြည့်စုံတယ်လို့ခေါ်တယ်နှလုံးသားလှတယ်လို့ခေါ်တယ်ငါတို့ဒီနော်ဒီအကြမ်းဖက်အာဏာရှင်စစ်ဗိုလ်ချုပ်တွေကိုတိုက်နေတာမင်းတို့တက်မတော်ကိုတိုက်နေတာမဟုတ်ဘူး
မင်းတို့စစ်သားတွေကိုတိုက်နေတာမဟုတ်ဘူးအဲ့ဒါမင်းတို့သိဖို့လိုတယ်နော်မင်းတို့တက်မတော်ကိုတိုက်နေတာမဟုတ်မင်းတို့စစ်သားတွေဒီအကြမ်းဖက်ခိုင်းနေတဲ့အာဏာရှင်တွေကိုတိုက်နေတာလူဘာဝနေတဲ့အာဏာရှင်တွေကိုတိုက်နေတာဒီတက်မတော်ကိုအကြမ်းဖက်ခိုင်းနေတဲ့အာဏာရှင်တွေကနော်တက်မတော်ကိုပြန်တက်နေတာတက်မတော်ကိုတိတ်ခါချနေတာတက်မတော်ကိုဒီအာဏာရှင်လူတစုကအကြမ်းဖက်ခိုင်းတယ်သူတို့ကိုကြိုးစည်းပွားအတွက်အသုံးချတယ်တက်မတော်ကိုလူဘာဝတယ်သူတို့ခိုင်းနေသူတို့ခိုင်းတယ်အဲ့တော့တက်မတော်ကနာမည်ပြက်အောင်တကယ်တမ်းကျတော့အခိုင်ခံရတဲ့တက်မတော်သားတွေမှာအပြစ်မရှိဘူးနော်ခိုင်းတဲ့ဒီအကြမ်းဖက်စစ်ဗိုလ်ချုပ်ကြီးတွေမှာအပြစ်ရှိတာဘုန်းတို့တော်လိုင်းလက်နက်ကန်တွေတိုက်နေတာကအဲ့ဒီခိုင်းတဲ့နော်အာဏာရှင်အကြမ်းဖက်စစ်ကောင်းဆောင်ကြီးတွေကိုပဲဖြိုချင်တာဒီစစ်သားပူးစင်းရောက်တောက်လေးတွေကိုဖြိုချင်တာမဟုတ်ဘူးတက်မတော်ကိုတိုက်ချင်တာလည်းမဟုတ်ဘူးစစ်တပ်ကိုတိုက်ချင်တာလည်းမဟုတ်ဘူးဒီအာဏာရှင်အကြမ်းဖက်ခေါင်းဆောင်ကြီးတွေကိုတိုက်ချင်တာနောက်တစ်ခုကဒါတကယ် special သတင်းကောင်းပေါ့နော်အေအေကိုအစိုးရအဖြစ်အေအေကိုရခိုင်ပြည်နယ်ရဲ့အစိုးရအဖြစ်အသိမှတ်ပြုပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအရက်ပတ်200ကျော်ကတောင်းဆိုလိုက်တယ်။အော်ဒါတော်တော်ကောင်းတဲ့သတင်းပဲ။အာရခတက်တော့အေသာနော်ရခိုင်ပြည်နယ်အစိုးရအဖြစ်အသိမှတ်ပြုခံရလိုက်မယ်ဆိုရင်ဘုံတို့တော်လှန်ရေးဟာအောင်ပွဲရတာပြီ။ဘုံတို့တော်လှန်ရေးအောင်ပွဲရတာပြီ။အေကနေမြေပိုင်ဆိုင်မှုရှိတယ်ဟောနိုင်ငံရေးမှာလက်ရိုးရင်နှလုံးရည်နဲ့ပြေဝတယ်နော်အဲ့လိုနေမြေပိုင်ဆိုင်မှုရှိတဲ့လက်ရိုးရင်နှလုံးရည်နဲ့ပြေဝတယ်အာရခတက်တော့အေကိုအစိုးရအဖြစ်သိမဲ့ပြုလိုက်ရင်တဖို့ပြီးသွားပြီလေပြီးသွားပြီနော်ဒါကြောင့်အခုအာရခတက်တော့အေကိုအစိုးရအဖြစ်သိမဲ့ပြုဖို့အတွက်နော်ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအရက်ဘက်အဖွဲ့200ကျော်ကတောင်းဆိုတယ်ဒါကောင်းတယ်ဒါတော်တော်ကောင်းတယ်အရက်ဘက်အဖွဲ့200ကျော်ကအိတ်ဖွင့်ပေးစာကိုကုလသမဂ္ဂအဖွဲ့အစည်းတွေအမေရိကန်နောက် EU နဲ့အာဆီယံနိုင်ငံတကာတာအမတ်တွေကိုတာယုံတွေကိုပေးပို့ခဲ့တယ်တောက်ဆိုခဲ့တယ်ဒါအင်မတန်မှကောင်းတယ်ဗျာနော်ကြားရတာဟိုဂုံရှိလိုက်တာပေါ့နော်ကြားရတာဂုံရှိလိုက်တာနောက်ကပ်ဘလူမျိုးနဲ့အုံတော်ရွာမှာပြူစောတိစခန်းကို PDF တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာပြူစောတိ2ယောက်သိမ်းပြီးတော့ပြူစောတိ6ယောက်ကိုအရှင်လက်ဖမ်းမိတယ်လက်နက်9လက်ကိုလည်းသိမ်းဆီရရှိခဲ့တယ်ဟောဝါတဝဥဆောင်တဲ့ဝါတဝသင်တန်းပေးထားတဲ့ဝါတဝရဲ့တပည့်နော်ကပ်ဘလူအုံတော်ရွာမှာရှိတဲ့ပြူစောတိစခန်းကို PDF တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာပြူစောတိ2ယောက်သေဆုံးပြီးတော့ပြူစောတိ6ယောက်ကိုအရှင်လက်ဖမ်းမိတယ်ပြီးတော့လက်နက်ခဲယမ်းမီးကြောက်9လက်ကိုလည်းသိသိရရှိခဲ့တယ်ဗျာနောက်တစ်ခုကမြဝတီရဲတပ်ဖွဲ့မှုရဲမှုအောင်နိုင်ဦး KTV ဟိုင်းကမ်းမှာမွေးရစေဝါအလွန်ကြုံသုံးဆွဲပြီးတော့သိဆုံးသွားတယ်အဲ့ဒါကိုစစ်တပ်ကတိတ်ခါကြမှာဆိုလို့ဆိုပြီးတော့အုံနောက်သွေးကြောပေါက်လို့သေတာဆိုပြီးတော့တည်င်းလိန်ညာပြီးဖြတ်တယ်နော်မြဝတီရဲတပ်မှုရဲတပ်ဖွဲ့မှုဗိုလ်မှုအောင်နိုင်ဦးKTV ဟိုင်းကမ်းမှာမွေးရစေဝါအလွတ်ကြုံသုံးဆွဲပြီးတော့တိတ်ဆုံးသွားတယ်အဲ့ဒါကိုအကြမ်းဖက်စစ်တပ်ကတိတ်ခါကြမှာဆိုလို့ဆိုပြီးတော့အုံနောက်သွေးကြောပေါက်လို့သေးတယ်ဆိုပြီးတော့တည်င်းလိန်ညာပြီးဖြတ်နေနောက်တစ်ခုကတာယာဝတီထောင်ကနေလွတ်ရက်စေ့ပြီးတော့နော်နိုင်ငံရေးအကျဉ်းသား9ဦးကိုစစ်တပ်ကပြန်မလွတ်ဘဲနဲ့တာယာဝတီထောင်ကနေပြီးတော့လွတ်ရက်စေ့တဲ့နိုင်ငံရေးအကျဉ်းသား9ယောက်ကိုစစ်တပ်ကပြန်မလွတ်ဘဲနဲ့အမှုတက်ပြီးတော့ပြန်ဖမ်းတယ်နော်အမှုစိန်ပြီးတော့ပြန်ဖမ်းတယ်တာယာဝတီထောင်မှာလွတ်ရက်စေ့တဲ့နိုင်ငံရေးအကျဉ်းသား9ယောက်နော်ပြန်မလွတ်ဘဲနဲ့အမှုအသစ်ထပ်တိုးပြီးတော့ပြန်ဖမ်းလိုက်တယ်